တိုင်းလောကခရီးတဲ့လင်ကာရဲ့ခရီးဆက်လက်ရှိတယ်အရှင်အပိုင်းဒီမှာသူကိုပြန်လဲတီဆောက်ရင်တိုင်းပညာအဆင့်မြင့်တင်ခဲ့ပြီးအခုသူ့ရဲ့လန်ခီးမှာအတားအဆီးအသစ်တစ်ခုပေါ်လာတယ်တောင်ကုန်းတစ်ခုပေါ်မှာရက်နေတဲ့အချိန်ရုတ်တရက်လေတူးတဲ့အေးဆက်တဲ့အရေးအယောင်တစ်ခုခန်းစားလိုက်တယ်လင်ကာမွက်လုံးမိတ်ပြီးအာယုံစူးစိုက်ကြည့်လိုက်တော့ရှေ့မှာအဖြူရောင်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ရက်နေတာတွေ့လိုက်ရတယ်သူမရဲ့မျက်နှာကိုအလွှာလိုက်ဖုံးအုပ်ထားပြီးမြဲထုတ်လွတ်နေတဲ့တိုင်းဆွမ်းအင်ကအစ်စ်မြင့်တယ်ဆိုတာချက်ချင်းတည်တာနေတယ်မင်းဘသူလဲငါ့ကိုလိုက်လာတာဘာကြောင့်လဲလင်ကာအေးဆေးစွာမေးလိုက်တယ်အမျိုးသမီးကတိတ်ဆိတ်နေပြီးခဏကြာမှပတ်သက်ဖွင့်လိုက်တယ်မင်းရဲ့တိုင်းပညာလမ်းကြောင်းကထူးခြားနေငါတို့ရဲ့ဂွင်းကစိတ်ဝင်စားနေတယ်မင်းငါတို့နဲ့ပူးပေါင်းမလားလင်ကာရဲမောလိုက်တယ်ပူးပေါင်းဖို့ငါမှအကြောင်းပြမရှိဘူးငါ့ကိုအတင်းချက်ခေါ်ချင်လဲလက်နဲ့လာခဲ့အမျိုးသမီးရဲ့မျက်လုံးနဲ့အေးဆက်တဲ့အလင်းတစ်ခုဖြတ်ဖြွေသွားလေရုတ်တရက်ထူမလက်ထဲကလက်ဖွာကနေစီးနှင်းလိုအဖြူရောင်စွမ်းအီနေထလာပြီးလင်ကာစီရိုက်ခတ်လိုက်တယ်ဒါကစီးနှင်းလက်ဖွာလို့နာမည်ကြီးအစ်စ်မြင့်လက်နက်တမျိုးဖြစ်တယ်လင်ကာမကြောက်ပဲရှေ့ကိုတလန်းတိုးလိုက်တယ်သူ့ရဲ့ရှီးရောင်တိုင်းစွမ်းအီတမျိုးထွက်ပေါ်လာပြီးစီးနှင်းစွမ်းအင်ကိုတိုက်ရိုက်ဆွဲယူလိုက်တယ်အမျိုးသမီးအန်အောသွားပြီးနောက်ဆုတ်လိုက်ရတယ်မင်းကဘာတူလဲဒီလိုစွမ်းအင်မျိုးဘလို့ရလာတာလဲသူမအထန်တုံလာတယ်လင်ကာပြုံးလိုက်တယ်ငါနာမည်ကလင်ကာခရီးထဲတယောက်ပဲမင်းတို့ကွင်းကငါ့ကိုစိန်ချောချင်းရဲ့ပိုကြီးတဲ့လူကိုလွတ်လိုက်ဒီလောက်နဲ့ငါ့ကိုမတားနိုင်ဘူးအမျိုးသမီးမျက်နှာဖြူဖြောသွားပြီးခဏကြာတော့လှည့်ပြေးသွားတယ်လင်ကာသူမကိုမလိုက်ပဲရှေ့ကိုဆွရှောင်းလိုက်တယ်ဒါပေမဲ့သူတိထားပြီးသားဒီတစ်ခါပိုကြီးတဲ့မုံတိုင်းတစ်ခုရောက်လာတော့မယ်ဂွင်းကြီးတဲ့ပါ